မြန်မာအတန်နဲ့ recap လုပ်ထားတဲ့ဗီဒီယိုမှာစာတန်းထိုးထည့်ခြင်းပေမဲ့တကြောင်ချင်းစီထိုင်မရိုက်ချင်တဲ့သူတွေအတွက် recap kit website ထဲက feature တစ်ခုဖြစ်တဲ့ subtitle စာတန်းထိုးဆိုတဲ့ feature လေးပဲဖြစ်ပါတယ်။အရင်ဆုံးကိုစာတန်းထိုးထည့်ခြင်းနဲ့ recap video file ဒီထဲမှာ upload တင်လိုက်ပါ။ပြီးရင်ခဏလေးစောင့်ပေးလိုက်တာနဲ့သူကဗီဒီယိုထဲကအတန်ကိုဖမ်းပြီးစာတန်းထိုး file အလိုအလျောက်ထုတ်ပေးသွားပါမှာ။ SRT file လေးထွက်လာပြီဆိုရင်တော့ download ကိုနှိပ်ပြီးဆွဲထားလိုက်ပါ။ရလာတဲ့စာတန်းထိုးကိုဗီဒီယိုနဲ့ပြန်ပေါင်းဖို့အတွက်ကတော့ VN Video Editor ထဲကိုဝင်လိုက်ပါပြီးရင်ကိုယ့်ရဲ့ဗီဒီယိုဖိုင်ရဲ့စောစောက download ထားတဲ့ SRT ဖိုင်ရဲ့ကိုထည့်ပြီးပေါင်းလိုက်ရုံပါပဲကဲဒါဆိုရင်တော့အခုလိုမျိုးအချိန်တိုအတွင်းမှာပဲစကားပြောနဲ့အံဝင်ခွင်ကြဖြစ်ပြီးအရန်တီးကြတဲ့စာတန်းထိုးဗီဒီယိုလေးကိုရရှိသွားပြီပဲဖြစ်ပါတယ်ဒါကဘာလို့ငါစီဖြစ်လာရတာလဲဆိုတဲ့စိတ်ကနေဒါကငါ့ကိုဘာတင်ပေးဖို့စူးစမ်းနေရလဲဆိုတဲ့ဘက်ကိုပြောင်းလိုက်တာကအရာရာကိုပြောင်းလဲစေတယ်မလိကျင်ရသေးတဲ့စိတ်ကမုံတိုင်းကိုကျိန်ဆဲတတ်ပြီးလိကျင်ထားတဲ့စိတ်ကတော့မုံတိုင်းကိုစောင့်ကြည့်တတ်တယ်ဒါဘာလို့ရောက်လာတာလဲလို့မမီ